ဘာမေးခွန်းလေးတွေနဲ့ဆွေးနွေးကြရအောင်အာလူးကိုအရင်နှီးပြီးနှစ်ခါလောက်နှီးပြီးရှာလကာရေးထည့်ပြီးအေးခံပြီးနက်နက်နေနေခက်ကြော်ပါစားနေခဲကစုကိုကျွတ်လာပြီးအထိကြော်ပြီးရုံးငွေကခရမ်းချင်ပြီးဆော့နှစ်မင်းလီဆယ်ပုံစာရင်းရောနေပါစားပြီးပြောလိုက်ပါအာလူးကြော်၃ပွဲ2ယောက်1ယောက်စားအာလူးကိုအရင်နှီးပြီးနှစ်ခါလောက်နှီးပြီးရှာလကာရေးထည့်ပြီးအေးခံပြီးနက်နက်နေနေထက်ကြော်ပါစားနဲ့ခဲကစုကိုကျွတ်လာသည့်အထိကြော်ပြီးရောငွေကခရမ်းချင်ပြီးဆော့နှစ်မင်းလီဆယ်ပုံစာရင်းရောနေပါစားပြီးပြောလိုက်ပါမိကုန်းတွေနဲ့ပတ်သက်ပြီးနှစ်သက်ခဲ့ရတယ်။အာလူးကိုအရင်နှီးပြီးနှစ်ခါလောက်နှီးပြီးရှာလကာရေးထည့်ပြီးအေးခံပြီးနက်နက်နေနေထက်ကြော်ပါစားနဲ့တိတ်ဆိတ်ငြိမ်သက်တော်တို့ကိုကျွတ်လာသည့်အထိကြော်ပြီးရောငွေကခရမ်းချင်ပြီးဆော့နဲ့မရောနေဆယ်ပုံစာရင်းရောနေပါစားပြီးပြောလိုက်ပါတွေ့ကြော်ထားသောအစားအစာများကျဲချဲများရှိသည်ယခုအချိန်ဒီကျွန်ုပ်တို့အတွက်အချိန်ဖြစ်သည်စင်ပေါ်တက်ပါနောက်တစ်ချိန်တွေ့မယ်ပြန်ရောက်တဲ့အခါသူ့စနေချင်းများကိုတိုက်ရိုက်အတူမို့ကိုလက်ခံပြပါပါနောက်မှတွေ့မယ်နောက်မှတွေ့မယ်နောက်မှတွေ့မယ်ဘာမေးခွန်းလေးတွေနဲ့ဆွေးနွေးကြရအောင်အာလူးကိုအရင်နှီးပြီးနှစ်ခါလောက်နှီးပြီးရှာလကာရေးထည့်ပြီးအေးခံပြီးနက်နက်နေနေခက်ကြော်ပါစားနေခဲကစုကိုကျွတ်လာပြီးအထိကြော်ပြီးရုံးငွေကခရမ်းချင်ပြီးဆော့နှစ်မင်းလီဆယ်ပုံစာရင်းရောနေပါစားပြီးပြောလိုက်ပါအာလူးကြော်၃ပွဲ2ယောက်1ယောက်စားအာလူးကိုအရင်နှီးပြီးနှစ်ခါလောက်နှီးပြီးရှာလကာရေးထည့်ပြီးအေးခံပြီးနက်နက်နေနေထက်ကြော်ပါစားနဲ့ခဲကစုကိုကျွတ်လာသည့်အထိကြော်ပြီးရောငွေကခရမ်းချင်ပြီးဆော့နှစ်မင်းလီဆယ်ပုံစာရင်းရောနေပါစားပြီးပြောလိုက်ပါမိကုန်းတွေနဲ့ပတ်သက်ပြီးနှစ်သက်ခဲ့ရတယ်။အာလူးကိုအရင်နှီးပြီးနှစ်ခါလောက်နှီးပြီးရှာလကာရေးထည့်ပြီးအေးခံပြီးနက်နက်နေနေထက်ကြော်ပါစားနဲ့တိတ်ဆိတ်ငြိမ်သက်တော်တို့ကိုကျွတ်လာသည့်အထိကြော်ပြီးရောငွေကခရမ်းချင်ပြီးဆော့နဲ့မရောနေဆယ်ပုံစာရင်းရောနေပါစားပြီးပြောလိုက်ပါတွေ့ကြော်ထားသောအစားအစာများကျဲချဲများရှိသည်ယခုအချိန်ဒီကျွန်ုပ်တို့အတွက်အချိန်ဖြစ်သည်စင်ပေါ်တက်ပါနောက်တစ်ချိန်တွေ့မယ်ပြန်ရောက်တဲ့အခါသူ့စနေချင်းများကိုတိုက်ရိုက်အတူမို့ကိုလက်ခံပြပါပါနောက်မှတွေ့မယ်နောက်မှတွေ့မယ်နောက်မှတွေ့မယ်